Group B ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ AR United အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ပွဲစဉ်ကတော့နော်စတကြိမ်ညနေ4 နာရီတိတိချိန်မှာရန်ကုန်မြို့သူ့နာအားကစားကွင်းထဲမှာစတင်ပြီးတော့ရှင်မြိုင်ကစားတော်မှာပဲဖြစ်ပါတယ်။ AR United အသင်းရဲ့ပွဲထွက်ကစားသမား17ယောက်စီးရင်မှာတော့ဂုဏ်သမားနေရာမှာတော့ကျောင်းနံပါတ်22အစိုးအာကာပွဲထွက်လာတာပဲဖြစ်ပါတယ်။အခြားသောကစားသမားအနေနဲ့ကတော့ကျောင်းနံပါတ်2ကောင်းခန့်ကျော်ကျောင်းနံပါတ်4ပြည့်ဖြိုးစောကျောင်းနံပါတ်6နန်းထိုက်စောကျောင်းနံပါတ်9တီဟာကျောင်းနံပါတ်9ခွန်ကျော်ကျော်ကျောင်းနံပါတ်10အောင်ကျော်နိုင်ကျောင်းနံပါတ်17ဝေယံထွန်းကျောင်းနံပါတ်12ကျော်စင်လွင်အသင်းကောင်းဆောင်ကျောင်းနံပါတ်21ဒွေးကူကူနဲ့ကျောင်းနံပါတ်20ခွန်စောထွန်းနေမှုတို့ကိုဘရုပ်ကစားစီတာပဲဖြစ်ပါတယ်။ရန်ကုန် United အသင်းရဲ့ပွဲထွက်ကစားသမား17ယောက်စီးရင်မှာတော့ဂုဏ်သမားနေရာမှာတော့ကျောင်းနံပါတ်1စင်းကြီးနီအောင်ပွဲထွက်လာတာပဲဖြစ်ပါတယ်။အခြားသောကစားသမားတွေဖြစ်ကတော့ကျောင်းနံပါတ်2ဟင်းစရာလင်းကျောင်းနံပါတ်3 Idris Sadu ကျောင်းနံပါတ်4 David Dan အသင်းကောင်းဆောင်ကျောင်းနံပါတ်6အကာကျော်ကျောင်းနံပါတ်9ဇော်ဝင်းသိန်းကျောင်းနံပါတ်8 Auto Saido ကျောင်းနံပါတ်9မော်ဂူကျောင်းနံပါတ်17ဥက္ကာနိုင်ကျောင်းနံပါတ်22မင်းကျော်ခန့်နဲ့ကျောင်းနံပါတ်41ဝေလင်းအောင်တို့ရန်ကုန် United အသင်းရဲ့အနည်းပြချုပ်ဦးကျော်တွန်းပထကစားစီတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ခန့်နေထတင်မေးတာလေဆိုခေါင်းဦးလေဗျာရန်ကုန် United အသင်းပဲဒီစရာလင်းဝင်းသိန်းမင်းကျော်ခန့်ဒါဖြစ်ပို့ပြီးတာလေအခုခေါင်းတိုင်းဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဘောလုံးများပြီးတော့ကိုယ်ဘောဖြစ်ပဲသုံးသက်သွားခဲ့တယ်ခင်ဗျာဝီယံထွန်းရဟာဒီမြဝီယံထွန်းမေးဝီလင်းအောင်ဒီမှာတော့ဝီလင်းအောင်ရဲ့ဖြစ်ထုံးမှုကကစားသမားကိုတိတိကျကျဒီကိစ္စကြီးခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့ကွင်းလည်နိုင်လူကြီးအနေနဲ့ကတော့ဒီနေ့ပွဲစဉ်ရဲ့ပထမဦးဆုံးဟိုကပြားဖြစ်ဝေလင်းအောင်ပြသပြီးတော့သတိပေးလိုက်ပြီပဲဖြစ်ပါတယ်ပြူစောကျော်စင်လွင်ပြူစောဒီပဲပြန်ပြီးတော့ပေးတာခင်ဗျရန်ထွန်းဒီနေ့တဲ့အတင်းကတော့လင်းမြန်မဲပြန်ဖို့ပြန်နေစတင်ခဲ့တာပဲဖြစ်ပါတယ်ဇော်ဝင်းသိန်းအေးရထဲမှာပဲဇော်ဝင်းသိန်းဥက္ကာနိုင်အေးရထဲမှာပဲချက်ခောက်ထားသေးတယ်ဥက္ကာနိုင်ပဲဘေဂျင်းနဲ့လက်ကန်ထားပြီဒီမှာဆိုအကာလည်းပုတ်ထုတ်ပြီးတော့ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်စောစောနေမှုကံပိုးပြီးတာအောင်ကျော်နိုင်မယ်ရလာပြန်ခင်ဗျာအောင်ကျော်နိုင်လှန်ကန်လာတယ်ဒီမှာစင်ကြီးအောင်အရှိကိုအနှင်းငယ်ထွက်နေတဲ့အနေအထားတစ်ခုကိုခွင့်ကောင်းရှူပြီးတော့အောင်ကျော်နိုင်ဝေးကန်ကျန်နဲ့ကိုပေါ့အချင်းချဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ကိုသမားစင်ကြီးအောင်အလင်းမြန်ပုတ်ထုတ်ပြီးတော့ကာကွယ်လိုက်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ AR United တဲ့ကတောင်းကံပေါ်ကန်ဝင်ရမှာခင်ဗျာ။ဇော်ဝင်းသိန်းရှုံမာပြီးတာလေကောင်းတိုက်ပြီတဲ့ရှိမှာတော့ AR United အသင်းရဲ့နောက်တန်းကစားသမားပြီးဆိုကိုကိုသွင်းမိသွားခဲ့တာပဲဖြစ်ပါတယ်ကစားချိန်39မိနစ်အရောက်မှာပဲရန်ကုန် United အသင်းလိုအပ်နေတဲ့ဥဆောင်ကိုရရှိခဲ့ပြီပဲဖြစ်ပါတယ်ဝင်းသိန်းရဲ့မှာပြီးလိုက်တဲ့ဘောလုံးကိုပြပြစောရှင်းထုတ်ဖို့အကျိုးစားရင်းနေပဲဘောလုံးကတော့ဂိုးရဲ့ဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်ပြပြစောရဲ့ရှင်းထုတ်ပုံကတော့မတည်သက်ခဲ့ဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်ဒီရှိမှာတော့ရန်ကုန် United အသင်းပွဲကိုတော့တကူခုမရှိဆိုတဲ့အရလက်နဲ့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်လေမျောပြီးသားရင်အောင်ကျော်နိုင်ဟိုကနိုင်ပြန်ရထားသေးတယ်အောင်ကျော်နိုင်ဟိုကနိုင်ပေါ်ဝင်ရောက်ပေါ်ကအနှင်းငယ်ကျန်းသွားခဲ့တာပဲဖြစ်ပါတယ်ကျော်နိုင်ဘောလုံးရဖို့ကြိုးစားရင်းနဲ့ဟိုကနိုင်ကိုတော့နင်းပြီးခဲ့တာပဲဖြစ်ပါတယ်ဘုံကစားပုံကျန်းခဲ့တဲ့အောင်ကျော်နိုင်ကိုတော့ကိုယ်လည်နိုင်ကဟိုကပြပြသပြီးတော့တတိပေးခဲ့ပြီပဲဖြစ်ပါတယ်ဟိုကနိုင်ရဲ့တရားကတော့အနှင်းငယ်ပြင်းတဲ့ပုံစံတော့ပေါ်တယ်ခင်ဗျာတွေ့ရတဲ့အနေအထားတစ်ခုမှာတော့ဥက္ကာနိုင်ပွဲကိုဆက်လက်ရှင်မြိုင်ကစားဖို့တော့တော်လေးခက်ခဲနေတဲ့ပုံစံမျိုးကိုတော့တွေ့ရတာပဲဖြစ်ပါတယ်။ချိန်ကြီးကြည့်တယ်။ဝီယံထွန်းမဲအေးရောဖြုတ်ဝင်လာပြီဝီယံထွန်းလာပါပဲ။ဒီစာဒူးရှင်းလို့ထားခဲ့လို့တောင်းကန်မော
AR United အသင်းကကန်ခွင့်ရမယ်ခင်ဗျာဒီကြလင်းကျော်ခန့်ဒီအောင်တော့ပြန်ပေးရလူပြီးရမားတယ်မြခွန်ကျော်ကျော်နေကနောက်နေသွားတယ်နေထားတစ်ခုမှာစင်ကြီးအောင်အနာခံပြီးတော့ကာကွယ်ထားခဲ့ရတာပဲဖြစ်ပါတယ်ဇော်ဝင်းသိန်းခြေနေကြည့်နေဇော်ဝင်းသိန်းပဲလက်ကန်လာတယ်ဇော်ဝင်းသိန်းကန်ချက်ကောင်းပြီမေ AR United အသင်းရဲ့အခုဒီမှာစိုးအကားလည်းတင့်နေထားမှာရှိနေခဲ့တယ်ခင်ဗျာကျူပြီးထားတယ်အင်ထက်အောင်ကျော်နိုင်ဧရိယာထဲမှာပဲအောင်ကျော်နိုင်ချောင်ပြလာတယ်လက်ကန်လာတယ်သူရဲ့ကန်ချက်ကတော့တော်တော်ကြီးကိုအားနေတာကိုလည်းတွေ့ရတယ်ခင်ဗျာဟိုကူပဲဒီရခဲ့ပြီမဲ့စိုးအကားကောင်းမွန်ဆုံးလက်စွမ်းကောင်းတစ်ခုကိုတော့ပြသထားနိုင်နေတော့မယ်ခင်ဗျာအခုစပေါ်ကလည်းဖြည်းဖြည်းနဲ့နီးကပ်နေရွယ်ရွယ်ဖြစ်ပါတယ်အားသာဝါနာရှင်ပြည်သူများခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲ AR United အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ပွဲကစားခြင်းကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ရန်ကုန် United အသင်းက AR United အသင်းကိုတကူကပိဆိုတဲ့ရလနဲ့ပဲအနိုင်ရပြီးတော့ပွဲပြီးဆုံးသွားပါတယ်ဆိုတဲ့အကြောင်းအစီအကံတင်ဆက်နေပဲကျွန်တော်ရဲ့ diet ထုတ်တဲ့တင်ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ